ကျိန်စာရှိတယ်ဗျ။ ဘောင်းနေတာစောင့်ပြီးတော့တိတ်လိုက်တော့ရှင် ရှုံးနေလားရှင်က ။ဝင်စဲလာ အေးဟုတ်ပါအစလေးရိုက်ကြမယ်။ဝင်စဲဟာရှင်ဘာဖြစ်နေရလဲ။ရှင်ကနေလမ်းလာပိတ်နေဖဲပေး ဟုတ်ဖယ်ပေးလို့မရဘူးဗျ။အမတို့ကရန်ကုန်ကလာကြတယ်နော်။အဲ့တော့ဒီတရားရဲ့စီးမင်းကိုမသိကြသေးဘူးထင်တယ်။ ဟာလာပြောနေခြေသရားပေါ်မှာလမ်းဖယ်ခိုင်းတာဘာစီးမြင့်ရှိနေလို့လဲ ဟာရှိတာဗောဗျာဒါရိုးရိုးတရားမဟုတ်ဘူးဥပိန်ရဲ့နတ်လန်းနော်ယောက်ျားလေးတယောက်ကအရှိမရက်နေလို့ရှိရင်နောက်ကနေမိန်းကလေးကဖယ်ပေးပါလို့တုံးကွန်းပြောတာလေအဲ့ဒီမိန်းကလေးနဲ့အဲ့ဒီယောက်ျားလေးကနားတက်တယ်ဆိုတော့ကျိန်စာရှိတယ်ဗျ နားတက်တယ်ဆိုရင်ကျိန်စာရှိတယ်ဗျ အခုအမကတခွန်းပြောပြီးသွားပြီဆိုတော့နောက်ထပ်နှစ်ကွန်းထပ်ပြောလိုက်တာနဲ့ကျွန်တော်လည်းဒီကံကြမ္မာလွန်ဆန်နိုင်တော့ဘူးနော် ။ရှင်ကတကယ်ငပေါ်ပဲနော် ရှင်းတကယ်ငပေါ်ပဲနော် ။ဟာလေရှင်နတ်เสียလား။ဖဲပေးစမ်းမ ဟောနှစ်ခွန်းပြစ်သွားပြီနော်နောက်ဆုံးတစ်ခွန်းပဲကြံတော့တယ်ဒေချာစဉ်းစားပြီးမှပြောနော်ကျွန်တော်တကယ်လက်ထပ်နိုင်လားဆိုတာအိမ်ကမေကလည်းချွေးမလိုချင်နေတာနဲ့တော်ပဲ ဟာလာပြီးဂျင်းထဲ့နေရလဲဖယ်ပေးပါလို့ပြောတာညားမယ်အောင်လာပြောနေလိုက်တယ်ရှုံးနေလားရှင်က ကျွန်တော်ကမယူဘူးဗျအမားတို့ကသာလေဒီချိန်စာကိုလက်မခံနိုင်ဘူးနော်နောက်ဆုံးတစ်ခုပဲကြံတော့တယ်ပြောမှာပြောတယ်ဆိုလို့ရှိရင်ကျွန်တော်ဒီကနေဖယ်ပေးမယ်အမားတို့နောက်ကနေတကောက်ကောက်နဲ့အိမ်ထိလိုက်လာမှာနော် ။ဘာပြောနေရလဲ။ဖဲပေးလို့ပြောလို့မရဘူး သုံးခွန်းပြည့်သွားပြီ သုံးခုပြေးသွားပြီ သုံးခွန်းပြည့်သွားပြီချိန်စာအခုမှစအမားတို့ဖယ်ခိုင်းလို့ကျွန်တော်ဖယ်ပေးပြီနော်အိမ်ကမေကတော့ချွေးမနှစ်ယောက်တော့ခေါ်လာပြီဆိုပြီးကြော်နေတော့ပါ ဟာဒီလိုက်လာပြန်တာလဲ ဒါကျိန်စာလေးဗျာကျိန်စာရဲ့သုံးခွန်းပြောပြီးတာနဲ့ကျွန်တော်ရဲ့ပိုင်ရှင်တော့ကျွန်တော်လက်ရမှာပေါ့အမားတို့ကဖယ်ပေးပါဆိုစစ်ဆက်ပြီးပါပြီလေအဲ့တော့ကျွန်တော်ကမန္တလေးမြို့ကအမိုက်စားနိုင်တွေရှိတဲ့ AC show ကိုခေါ်သွားပြီမယ်အဲ့မှာကျွန်တော်တို့ရဲ့ကျိန်စာကိုအမှတ်တရအနေနဲ့နော်အကျိုးစစ်ဆက်တဲ့သဘောအနေနဲ့နိုင်လေးတွေစစ်တူဝကြ ။ရှင်ကတကယ်လူလဲပဲနော်။ကျမတို့ရှင်ကိုမခေါ်ပါဘူး။ဖဲပေးရင်ရပြီ ဟာမရဘူးအဲ့လိုလုံးလို့မရဘူးနော်ဥပိန်တရားရဲ့ကျိန်စာလေဒုံးကြီးတော့မြန်သေးတယ်အမားတို့ဖုန်းဖွင့်ကြည့်လိုက်ဘောပေပါကျွန်တော်ပေါ်ဖွင့်နေ ဖယ်မလဲဟမ် တယ်ဘောသေးဘူးလား ဘဘောသေးဘူးလား အဲ့ဒါဆိုလို့ရှိရင်စစ်ဆက်ပြီးတော့မှထင်တယ်ဘာပြောလေဥပိန်တရားရောက်တော့လေကျွန်တော်တို့နေဝင်စစ်ဆက်လေးတူကြည့်ကြကျွန်တော်တို့ကမကြခင်နားကြရမယ်ဟာ ။တိတ်လိုက်ပါလား ပြေးလိုက်ပါလား ။ချောင်းထဲမှာခုံချပြီးတော့ဒါတိတ်လိုက် 6ထဲမှာရေမရှိရကျွန်တော်ဘယ်လိုသိရ ။အေးရေမရှိဘူးဆိုချောင်းထဲမှာကိုယ့်နှာခေါင်းကိုပိတ်ပြီးတော့ဒါသေ။အဲ့ဒါမှမသိဘူးဆိုလေတရားတိုင်နဲ့ခေါင်းနဲ့ဒါစောင့်ပြီးတော့တိတ်လိုက်တော့ရှင်။ဟာ ဟုတ်နေအောင်လေနေအောင် ဟာဟာ